အားလုံးပဲမင်္ဂလာပါရှင်။ Yugo Story ကနေပရိသတ်များကိုကြိုဆိုလိုက်ပါရစေ။ဒီ channel ကနေပြီးတော့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့တရေဝတ္ထုအကြောင်းလေးတွေဂမ်ဘီယာအကြောင်းလေးတွေကိုတင်ဆက်ပေးတော့မှာမို့ပရိသတ်တွေက subscribe လေးနှိပ်ပေးပြီးတော့မှအားပေးပါအောင်နော်။ဒီနေ့မှာတော့ပရိသတ်တွေအတွက်စာရေးဆရာစလင်းအောင်ကျော်ရွှေခိုင်ရဲ့စုံပူတာကိုကိုရေးမျက်မြင်ကြုံရပုံဖြစ်ဆန်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ဟာမင်းဘူးခရိုင်စလင်းမြို့ဆယ်ကြီးစုရက်မှာနေပါတယ်။ကျွန်တော်တို့အိမ်ရဲ့မြောက်ဘက်လမ်းမှာမြောက်ဘက်မှာကက်လျက်ဖုန်ကြီးကျောင်းတစ်ကျောင်းရှိပါတယ်။အဲ့ဒီကျောင်းမှာပယောဂါတွေကိုကုတဲ့ဦးစင်းတစ်ပါးရှိတယ်။ကျောင်းရဲ့အနောက်ဘက်မှာကက်လျက်ရေချိုးရင်းတွင်ရှိတယ်။ညနေတိုင်းအမျိုးသမီးတွေရေခတ်ကြတယ်။အချိန်ကာလအဖြစ်1940ပြည့်နှစ်လောက်ကဖြစ်ရာကျွန်တော်အလေတန်းကျောင်းသားဘဝကဖြတ်ပါတယ်။တညနေကျွန်တော်ရဲ့အမမတ်စိန်လုံးနဲ့ကျွန်တော်ရဲ့မရီမညိုတို့အဲ့ဒီရေတွင်းကိုရေခတ်သွားရမှာမညိုကိမိကောက်ထိုးခံပါတယ်။မညိုကအိမ်ပြန်ရောက်တဲ့အခါခါတိုင်းလိုပုံမှန်မဟုတ်တော့ပဲစကားပြောရမှာကြောက်တိကြောက်ချပြောနေတယ်။ဒီမှာအကိုခင်မညိုရဲ့ခင်မုံကရောက်ဘက်ရှိเจ้าမှာဥပစိန်ကိုတွားပင်ခဲ့တယ်။ဥပစိန်ရောက်တဲ့အခါမညိုကဒီဖုန်းကြီးကဘာလာလောက်တာလဲ။ငါ့ကိုကုမလို့လား။အရေးမလောက်ပါ။ဖုန်းကြီးဘက်ကိုခြေစင်းထိုင်ပြီးမျက်စောင်းထိုးပြီးတော့ပြောပါတော့တယ်။ထိုအခါဥပစိန်ကကွန်းတရားရစေပြီးအရှိဘက်ကိုလှည့်ဥချလျက်ရွတ်ဖက်မန်းမုတ်ပါတယ်။အဲဒီနောက်မညိုဘက်ကိုလှည့်ပြီးတော့ကွန်းရကိုငုံစေတယ်။ကွန်းရကိုရှူပြီးတော့ငုံပါတယ်။ပြီးတော့ကိုခင်ကိုမညိုရဲ့စပင်းကိုလက်ရက်ထုံးစေပါတယ်။ဖုန်းကြီးမှာဆေးကြိမ်လုံးတစ်ချောင်းပါတယ်။ဥပစိန်ကကိုင်းပုံနကဒီတကမကိုလက်ပြန်ကျိုးတုပ်ပြီးတော့မြင်းမင်းဆွေစိုင်းလိုက်စမ်းချိန်နဲ့ကျန်းကိုပုတ်ပြီးတော့အမိတ်ပေးပါတယ်။မညိုရဲ့လက်နှစ်ဖက်မှာတဆက်ဆက်တုံပြီးတော့ကြောဘက်ကိုကပ်ပြီးနောက်ပြန်ကျိုးတုပ်တယ်လို့ဖြစ်သွားပါတယ်။ပြီးတော့ကျန်းပြင်မှာတုံးလုံးလဲပြီးတော့ဘဲညာလှည့်ပြီးတော့អော်နေပါတယ်။တောက်တစ်ခေါက်ခေါက်နဲ့ဥပစင်းကိုမျက်စောင်းထိုးနေတယ်။ဘာမှတော့မပြောပါဘူး။ဥပစင်းကပုံနကရက်လိုက်တိုင်နာတိုးစေပြီးတိုင်တဲ့ခေါင်းနဲ့စောက်ပေးလိုက်စမ်းအမိတ်ပေးရမညိုမှာနောက်ပြန်ကျိုးတုပ်လျက်တိုင်နာကိုသွားပြီးတတိုင်းတိုင်းနဲ့စောက်มาတော့တယ်။အတန်ငယ်ကြတော့မညိုကကြောက်ပါပြီဖေ။နောက်မလောက်တော့ပါဘူး။တပည့်တော်ခွန့်လွတ်ပါဖေ။မိုးတန်ပါနဲ့တနာစပွဲလျှောက်ထားတယ်။ကိုင်းပုံနကရက်တော့မင်းဘသူလဲဖေလဲ။နမယ်တော့မပြောပြရစေနဲ့ဖေ။နေတာကတော့ဒီရင်ရှိတောင်ဘက်မှာနေပါတယ်ဖေ။ကောင်းပြီ။ရှိစီတော့ဘာလို့ဒီလိုလုပ်ရရလဲ။ချစ်လို့ပါဖေ။နောင်ကိုဒီအိမ်ကလူတွေကိုဒီလိုမလုပ်ရအောင်တက်စာရေးတောက်မလားတောက်ပါမယ်ဖေ။တက်စာရေးတောက်ရမယ်။ဥပစင်းကရှိတစ်ခွက်ခတ်စေပြီးတက်စာဆိုတောက်စေရကောင်းပြီ။လူရသွားတော့ကင်းကိုက်နာနဲ့နှစ်ဖူးကထံအောင်ရှူသွားတော့အမိတ်ရှိပြီးတော့သပင်ဖြေပေးလိုက်စေရမညိုမှာအကောင်းပကတိဖြစ်ပြီးခြေထောက်မှာကင်းကိုက်ရလည်းမရှိပဲနှစ်ဖူးမှာလည်းနာကျင်ခြင်းမရှိတော့တွေ့ရတယ်။ဆက်လက်ပြီးတော့လမ်းပေါ်မှာဖြစ်ပျက်တစ်ခုဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စာရေးဆရာထက်နိုင်ပခုတ်ကူဖြစ်ပါတယ်။ပခုတ်ကူမြို့ဟာအေယာရီမြစ်ကမ်းတစ်လျှောက်တည်ရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။အေယာအနောက်မြို့လည်းခေါ်တွင်လေးရှိပါတယ်။အေယာရီမြစ်ကမြို့ရဲ့တောင်ဘက်မှာတည်ရှိပြီးအရှိမအနောက်ကိုစီးဆက်နေတယ်။နွေရာသီရောက်လျင်မြစ်ရေခမ်းချပြီးတော့တဲတောင်ထုံးနေရှိပါတယ်။အညာဒေသတွေကနွေရာသီကိုရောက်ရင်အပူဒဏ်ကိုအလူးလဲခံကြရပါတယ်။နေ့ချိန်မှာအလွန်ပူပြင်းပြီးတော့ညချိန်မှာလည်းနေ့ရဲ့အပူရှိန်ကြောင့်ပူအိုက်လေးရှိပါတယ်။တခါတရံမှာမြစ်ရဲ့တဲတောင်ပြန်မှာတောင်လေးတိုက်ခတ်လေးရှိပါတယ်။တဲတောင်ပြန်မှာတောင်လေးတိုက်ရင်ရေကမ်းဘေးမှာတည်ရှိတဲ့ကြေးရွာရက်ကွက်တွေကအပူဒဏ်ကိုအနှင်းငယ်တက်တာကြပါတယ်။ကျွန်တော်ရက်ကွက်ကအေယာရီမြစ်ကမ်းတစ်ဘေးမှာတောင်နဲ့မြောက်ဖောက်ထားတဲ့ပေတရာလမ်းတစ်လမ်းရှိပါတယ်။အဲ့ဒီပေတရာလမ်းအတိုင်းတောင်ဘက်ကိုသွားရင်မြစ်ကိုရောက်တယ်။ထိုလမ်းကမြစ်ရဲ့တဲတောင်ပြန်မှာတိုက်ခတ်လာတဲ့တောင်ပူလေးကိုဓာတ်ရိုက်ရရှိပါတယ်။ညပိုင်းချိန်မှာရာသီဥတုပူအိုက်ပါကအဲ့ဒီပေတရာလမ်းပေါ်ကိုကျွန်တော်တို့ရက်ကွက်မှာလူကြီးလူငယ်တွေကထိုလမ်းဘေးမှာထွက်ပြီးတော့လီငင်းခံလေးရှိပါတယ်။တချို့ကပက်လက်ကလတ်ထိုင်ကတင်တွေနဲ့လမ်းဘေးမှာချပြီးတော့ညလုံးပေါက်လီငင်းခံရင်အဲ့သူတွေလည်းရှိပါတယ်။ညပူအိုက်တဲ့အခါမှာလူကြီးလူငယ်တွေကစကားစမြည်ပြောရင်းဖြင့်လီငင်းခံကညနေခါမှာအိမ်ပြန်အိတ်ကြတယ်။ထိုစဉ်ကမော်တော်ကားတွေကများစွာမရှိသေးလို့လမ်းဟာရင်းအန်တရမစိုးရင်ရပါဘူး။
နေမတိုက်တဲ့ညမှာလူသွားလူလာရှင်းသွားတတ်တယ်။အဲ့ဒီပီတီယာလန်းကကျွန်တော်တို့ရက်ကွက်နဲ့တခြားရက်ကွက်တစ်ခုပိုင်းခြားထားတဲ့နေချားလန်းတစ်ခုလည်းဖြစ်ပါတယ်။ညတညမှာကျွန်တော်ကအိမ်မှာအိတ်လို့မရအောင်ရာသီဥတုကပူအိုက်လို့တယောက်အိတ်ကတင်ကိုမှကပီတီယာလန်းဘက်ကိုထွက်လာခဲ့တယ်။ထိုညမှာလီယာလည်းတဖြူးဖြူးနဲ့တိုက်ခတ်နေတယ်။ကျွန်တော်ထံအေးအေးကြိုက်တဲ့ရက်ကွက်ထဲမှာလူ9ယောက်ကသူတို့ရဲ့ကိုယ်ပိုင်ကတင်တန်းလျားများဖြင့်လမ်းဘေးမှာအသီးသီးနေရာယူကအိတ်နေကြပါတယ်။ကျွန်တော်လည်းလမ်းဘေးနေရာလို့တနေရာမှာကတင်ကိုချကအိတ်ရများပြင်ဆင်ပြီးတော့ပက်လက်လှည့်နေလိုက်တယ်။ည10နာရီကျော်ခန့်ရှိပြီ။တောင်လေးကလည်းအိတ်လိုကောင်းအောင်ဖြင်းညင်းစွာတိုက်ခတ်နေတယ်။ခဏကြာမှကျွန်တော်အိပ်ပျော်သွားခဲ့တယ်။ည12နာရီခွဲခန့်အချိန်မှာကျွန်တော်တရင်နိုးလာခဲ့တယ်။ဘေးနားမှာကျွန်တော်နဲ့အတူအိတ်နေတဲ့အဖော်တွေအိမ်ပြန်ပြီးတော့အိတ်နေကြပြီ။ကျွန်တော်လည်းကြောက်တတ်သူမဟုတ်လို့တယောက်တည်းအဲ့ဒီလမ်းဘေးမှာဆက်ပြီးတော့အိတ်နေလိုက်တယ်။လီယာလည်းတိုင်အိတ်လိုကလည်းကောင်းကောင်းမနက်မှစောစောထပြီးပြန်မဲလို့ဆုံးဖြတ်ထားလိုက်ပါတယ်။အိပ်ပျော်နေစဉ်ကျွန်တော်ရဲ့ကတင်ပေါ်ကိုတစုံတစ်ယောက်တက်လာတယ်လို့ခံစားရလို့လန့်နိုးလာတယ်။ကျွန်တော်လည်းမတင်ကားလို့ထကြည့်လိုက်တယ်။မိမိမှလွဲပြီးတော့လမ်းပေါ်မှာဘယ်သူမှမရှိဘူး။ကျွန်တော်လည်းပြန်အိတ်လိုက်တယ်။ထိုချိန်မှာမိမိရဲ့နှာခေါင်းထဲကိုပုတ်အေးထောင်းထောင်းထအောင်နှံလာပါတယ်။ကျွန်တော်လည်းဆက်အိတ်လို့မရလို့ပလက်အနေထားတိုင်းထမယ်အလို့လုံးဝလှုပ်လို့မရတော့ဘူး။ဘလူးစီးရလည်းမဖြစ်နိုင်ဘူး။အိမ်မက်လည်းမဟုတ်နိုင်ဘူး။စောစောကပင်ထလို့ရသေးတယ်။ကြိုးစားပြီးတော့ရုန်းကန်ချပေမဲ့လှုပ်လို့မရဘူး။လူ3ယောက်ဖိထားတယ်လို့လေးနေတယ်။ချွေးတွေကလည်းရွှဲနေပြီးဖြစ်ပါတယ်။အော်ဟေးအကူကြီးတောင်းပေမဲ့ပါဇက်ကသာအော်နေတယ်။အတန်ကလုံးဝထွက်မလားဖြစ်နေတယ်။ကျွန်တော်လည်းလမ်းပေါ်မှာတယောက်တည်းရှိနေလို့ကြောက်စိတ်ကဝင်လာပါတယ်။ကျွန်တော်လည်းကြိုးစားပြီးတော့ရုန်းကန်ထားတယ်မရဘူး။အတန်ကုန်အော်ဟေးအကူကြီးတောင်းတယ်။အတန်ကထွက်မလာဘူး။ကြာလာတော့ဇောကျွေးတွေပြန်လာပြီးတော့မောဟိုက်လာတယ်။ထိုစမှာကျွန်တော်ရဲ့နားတွေကိုအတန်တန်ကြားရတယ်။မိမိရဲ့ဘေးမှာကပ်ပြောနေတယ်လို့ပီပီတတ်တာကိုကြားရတယ်။ဒါပေမဲ့မိမိရဲ့ဘေးမှာဘယ်သူမှမရှိဘူး။အတန်တာကြားနေရတယ်။ငါတို့နဲ့တခါတည်းလိုက်ခဲ့ပါလား။ငါတို့နဲ့လိုက်မလား။ပီပီတတ်တာတစုံတစ်ယောက်ကပြောနေတယ်။အတန်တာကြားနေရတယ်။ဘယ်သူမှမရှိဘူး။ကျွန်တော်လည်းကြောက်အားလန့်အားနဲ့အတန်ကုန်အော်ဟစ်ညင်းနေမိတယ်။မလိုက်ဘူးဘယ်သူနဲ့မှမလိုက်ဘူးငါပြန်ပါကျွန်တော်ပါဇက်ကလှုပ်ပြီးတော့ညင်းနေတယ်ကျွန်တော်လည်းမိမိရွက်ဖက်တတ်တဲ့ဖျားစာတရားစာတွေပါဇက်ကရွတ်စုံနေလိုက်တယ်ခဏကြာတဲ့အခါကျွန်တော်ရဲ့ခန္ဓာကိုယ်ပေါ့သွားတယ်လို့ခံစားရတယ်ထိုအခါမှကျွန်တော်လည်းလှုပ်လို့ရလာတယ်ရက်ွက်ထဲမှာခွေးတွေကလည်းကျွန်တော်ရှိရဘက်ကိုဝိုင်းဥနေကြတယ်ကျွန်တော်လည်းချက်ချင်းထကဂရင်ကိုမှပြီးအိမ်ကိုအမြန်ပြေးခဲ့ရတယ်ကျွန်တော်လည်းဒီလိုဖြစ်ပြီးတော့နောက်3ရက်လောက်လန့်ဖျားပါတယ်ကျွန်တော်နေပြန်ကောင်းလာတဲ့အခါကျွန်တော်ရဲ့ဖြက်ပြက်ပုံကိုရက်ွက်ထဲမှာလူကြီးတယောက်ကိုပြန်ပြောပြတဲ့အခါထိုလူကြီးကမင်းတို့ကအဖွဲလိုက်အိတ်ကြတာဆိုတော့ဘာမှမပြောခဲ့တာကွာလမ်းစုံလမ်းကွာလမ်းပေါ်တို့ဆိုတာအညာပိုင်လမ်းလေမြင်မမြင်ပုံကိုယ်တွေလည်းတွားချလာကြမှာပဲကိုကကန်နေတဲ့အခါတော့ဒီလိုအဖြစ်မျိုးတွေကြုံရတတ်တယ်လမ်းပေါ်မှာညာလုံးပေါင်မအိတ်တာကောင်းတယ်လမ်းဆိုတာမမြင်အပ်တဲ့နာနာဘဝတွေဖြစ်သွားရင်လည်းကန်နေတဲ့သူနှောက်ယှက်နိုင်တယ်လေအဲဒီနောက်ကျွန်တော်လည်းလမ်းပေါ်မအိတ်ဝဲတော့ဘူးရက်ွက်ထဲမှာအိတ်နေကြသူများလည်းကျွန်တော်အဖြစ်ပြက်ကိုကြားတဲ့အခါညာလုံးပေါဘသူမှထိုလမ်းပေါ်ကိုမအိတ်ကြတော့ပါဘူးဆက်လက်ပြီးတော့စာရေးဆရာမေသစ္စာရှင်ဘုဒ္ဓလင်ရဲ့ရွာတော်အရှင်ကြီးနတ်ကိုစော်ကားမိလေတော့ကြောင်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မေသစ္စာရှိသလားအိမ်ရှိမှခေါ်လိုက်တဲ့အတန်ကြောင့်အိတ်ခမ်းထဲမှာမိုးအေးနဲ့ချိုးကွေးကွေးနေတဲ့ကျမဆောင်ကိုခွာချကလူးလဲထားလိုက်ပါတယ်အိယာထဲမှာထားကအိမ်ရှိတကားကိုဖွင့်ပေးလိုက်တော့ကျမရဲ့အမဝမ်းကွဲစိတ်စိမ်ဖြစ်နေတယ်မိသက်စာရဲ့ညီဟာအိတ်ချင်မှုတိုးနေပါလားဘလောက်တောင်များအေးပြက်နေလို့ဒီလောက်တောင်အိတ်နေရလဲအမမိတ်စိန်ရဲ့ညီကတော့လှုပ်တော့မယ်အေးငါလည်းအခုညီအတွက်ကုန်ချမ်းလာပေးတယ်ဆိုရင်မမားပါဘူးဟိုးရင်နှစ်တုန်းကအဖြစ်ပြက်ကိုပြောမလို့အဲ့ဒီတုန်းကညီရရွာမှမရှိဘူးလေညီမသိလိုက်တဲ့အဖြစ်ပြက်တစ်ခုငါကပြောပြမလို့ပါလွန်ခဲ့တဲ့2နှစ်ကျော်ကာလ2014အကုန်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာဖြစ်ပါတယ်ကျမတို့ရွာထိပ်မှာလွန်စွာမှကြီးမားအုပ်ဆိုင်နေတဲ့ညောင်မင်းအိုကြီးတစ်ပင်ရှိပါတယ်ရှေးလူကြီးတွေရဲ့ပြောပြချက်အရညောင်မင်းကြီးမှာတက်တန်း250ကျော်ပြီလို့သိရတယ်
ရွာရှိလူကြီးများတာမကကလေးမကြံအဲ့ဒီညောင်မင်းကြီးမှာရွာတော်အရှင်ကြီးနတ်မင်းကြီးစောက်ရှောက်တယ်လို့အယူရှိတယ်။အားလုံးသောလူကြီးမိဘတွေတာမကကလေးသူငယ်များပါယုံကြည်ကြပေမဲ့ရွာမှာဘသူနဲ့မှမတည့်တဲ့ဘူးကလန့်ခင်စောဆိုသူလူတစ်ယောက်ရှိတယ်။ခင်စောမှာဇနီးတဲ့အေးစိန်မနဲ့လူမမဲသားကလေးဖိုးအောင်တို့နဲ့ရွာအစုံအိမ်မှာနေထိုင်ကြတယ်။ဇနီးတဲ့အေးစိန်မကလည်းယောက်ျားဖြစ်သူခင်စောเจ้าကိုသိပေမဲ့ပြောမရလို့ရင်တထိတ်ထိတ်နဲ့လွတ်ထားရတယ်။တနေ့မှာတော့တင်ထားတဲ့အတိုင်းတကယ်ဖြစ်လာမယ့်နေ့ကိုရောက်ရှိလာခဲ့တယ်။ခင်စောရဲ့သားလေးဖိုးအောင်ရုတ်တရက်ဆုံးပါခဲ့တယ်။ထိုချိန်ထိတတိမထားမိခဲ့ဘူး။ကလေးဆုံးပြီးဆရက်ခန့်ကြာညတညမှာကောက်ရိုးပုံမိရှို့ရမှတဆင့်ခင်စောတို့အိမ်တချမ်းမီးထဲပါသွားခဲ့တယ်။တခြားအိမ်တွေကိုမီးမကူးခဲ့ပါဘူး။တနေ့မှာခင်စောတယောက်တောထဲကိုထင်းသွားရှာရင်တစ်ပင်ပေါ်မှာပြုတ်ကြပြီးခါယိုးကျိုးခဲ့ရတယ်။ခင်စောတယောက်ခါယိုးကျိုးတန်ရနဲ့အောက်ပိုင်းမလုံနိုင်တော့ပါဘူး။အဲ့ဒီချိန်မှာအေးစိမ်မှာတခုခုမှားနေပြီဆိုတာသိလိုက်တယ်။နောက်ရက်မှာရွာထဲမှာနှုတ်ဝင်တဲ့ဒေါ်ပူးမအိမ်ကိုအေးစိမ်မှာတွားရောက်ခဲ့တယ်။ဒေါ်ပူးမကိုရွာတော်အရှင်ကြီးနှက်ကဝင်ပူပြီးဟဲ့အခုမှလာပြီးတော့တောင်းပန်နေတာနောက်ကျသွားပြီဟဲ့နေယောက်ျားငါ့ကိုပူဇော်ပသထားတဲ့ကြက်ကြော်လည်းယူစားသေးတယ်။ငါ့ပင်ကထင်းတွေကိုလည်းခုတ်သွားသေးတယ်။ပြီးတော့ငါရဲ့နေမြင်နဲ့မလွတ်တဲ့နေရာမှာစီလဲသွားလိုက်တယ်။ဒါကြောင့်နေရဲ့ယောက်ျားကိုငါမကျေနပ်ဘူးဟဲ့။ငါ့ကိုပူဇော်ပသရင်ငါစောက်ရှောက်ပေမဲ့ငါ့ကိုစော်ကားမော်ကားပြောတဲ့သူတော့ငါလုံးဝခွင့်မလွန်နိုင်ဘူး။အေးစိမ်မှာလည်းယောက်ျားဖြစ်သူရဲ့အမိုက်မဲကြောင့်ချစ်လစွာသောသားကိုလည်းဆုံးရှုံးခဲ့ရပြီးရွာတော်အရှင်ကြီးနှက်ကိုလည်းကျေနပ်အောင်ပူဇော်ပသရှာပါတော့တယ်။ခင်စောမှာတော့မှားခဲ့တဲ့အမှားတစ်ခုကြောင့်ပဲလား။ဝကျွေးပါလာခဲ့လို့လားတော့မသိဘူး။ယခုထက်တိုင်အောက်ပိုင်းမလုံနိုင်တော့တဲ့ဒုက္ခိတဘဝနဲ့အသက်မတည်ပေမဲ့စိတ်ကတော့မူမမှန်တော့ပါဘူး။သူ့စိတ်တွေမူမမှန်တော့ပေမဲ့သူ့ရဲ့နှုတ်မှာတော့ကြောက်သွားပါပြီကြောက်သွားပါပြီ။နောက်ကိုပေတော့မှမစော်ကမပြစ်မှားတော့ပါဘူးဖူဖူကြီးရဲ့အချိန်ထောင်သောမကရွတ်ဖတ်နေလေးရှိပါတော့တယ်။ဆက်လက်ပြီးတော့စာရေးဆရာရှမ်းပိုင်အောင်ရဲ့တောင်ကြီးချောင်းမှာဖြစ်ရစမ်းချိန်များဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပင်လယ်ချောင်းမြေကမ်းခြေတွေကပြောမလောက်အောင်အံ့ဩဖွယ်ကောင်းတဲ့မာယာပြဆက်လက်ဆန်လှပါတယ်။ဒေါ်ရင်မာယာတောင်မာယာတို့ကအတွေ့အကြုံမရင်ကျက်သူရောရှင်းကျက်သူရောအတန်းစားမရွေအမားတစ်ခုခုလုံးမရနဲ့ထိုမို့ဆိုးကိုအယောင်ယောင်အမှားမှာတတိလက်လွန်လှည့်စားလေးရှိတယ်။ရေမာယာကအမှားမလုံးမိပါဘဲနဲ့အတန်ပေးကလာပါချိုးလဲပါလို့ခေါ်နေတဲ့အဖြစ်လူသားတွေကိုရေထဲမစင်းစင်းအောင်လှည့်စားတတ်တယ်။စင်းမီလိုကတော့ပြန်တက်ဖို့မကြိုးစားနဲ့အသက်ပြောက်ရင်ပြောက်မပြောက်ရင်လူပါပြောက်တတ်တယ်။ရေကူးကျွမ်းကျင်တဲ့သူပင်စတေးရတယ်။ထိုမြကြောက်စရာကောင်းလို့နဲ့ရေမာယာပဲ။ထိုထဲမှာကျွန်ုပ်တို့ဇာတိရှိတောင်ကြီးချောင်းတစ်ခုလည်းအပါဝင်ပါ။အဲ့ဒီတောင်ကြီးချောင်းကရှေ့ကစပြီးအခုထိနာမည်ကြီးဆဲပင်ဖြစ်ပါတယ်။အဲ့ဒီချောင်းနာမည်ကြီးရခြင်းကတနေ့တစ်ခါချောင်းထဲမှာလူများဆုံးပါတတ်ခြင်းပင်ဖြစ်ပါတယ်။မြစ်တွေချောင်းတွေလူတွေဒုက္ခရောက်တော့မယ်ဆိုရင်တရက်လူလောက်ညဘက်ဖြစ်ပါတယ်။ရေအော်တန်ပေးလိရှိတယ်လို့ဆိုပါတယ်။အဲ့ဒီအတန်ကိုတာပေါ်လမ်းမထီတောင်ကြားရတယ်။ဒီနှစ်ဘသူအလှည့်ကြမလဲ။ထိုမေးကုန်းကတောင်ကြီးရွာတရွာလုံးကိုတုံလို့ခြောက်ချားစေခဲ့တယ်။ဟဲ့ကလေးတွေကမ်းနောက်မစင်းကြနဲ့ရေအော်ထားတယ်။ညဘက်ချောင်းနဲ့မစင်းကြနဲ့တယောက်နဲ့တယောက်တတိပေးကြတယ်။ဘလို့ပဲဖြစ်ဖြစ်ရေအော်ပြီးဆိုရင်ကိုချနာကိုချောင်းဘက်ကိုမလှည့်ဖို့တတိထားရတယ်။ရုပ်စွာဆုံးလှီစီးရင်အောင်ရေထဲကိုခြေမချမိအောင်တတိထားကြတယ်။နေကင်းအိုးစုလိုက်ရေစင်းကူးတာတောင်တတိထားရတယ်။ရေတိမ်တဲ့နေရာမှာကူးတာတောင်တတိထားရတယ်။ရေထဲခေါင်းစိန်ပြီးတော့မငုံရဲကြဘူး။ဒီလိုတတိထားနေတဲ့ခြားကရေနဲ့သေဆုံးရတဲ့လူသားတွေကဒုနေတယ်။လူအများကြီးထဲမှာတယောက်တည်းရွေးဖြစ်တော့ကန်နေလူတဲ့မဟုတ်နိုင်ဘူးလို့ညင်းတော့ကန်ဆိုတာမြင်ရတာမဟုတ်ဘူးတဲ့။ရေငုံရင်ပြန်မပေါ်လာတဲ့သူတွေကိုတော့ရေတရေစားသွားတာလို့ပြောတယ်။ရေဆောင်ကလူစားလဲတာလို့လည်းပြောကြတယ်။ပြောမဆုံးမှတောသုံးတောင်ပေါ့။ရေနဲ့သေဆုံးသူရဲ့ကာယကရှင်တွေကတော့မိုးကြရိုးကြတာကတနာစရာပဲ။ရေငန်ပိုင်ဥရှင်ကြီးနဲ့ရေဆောင်တဲ့တို့ကိုကြော့ပွဲနဲ့ပူဇော်ပြီးတိုင်တီတော့မှအလောင်းရှိတဲ့နေရာတည်င်းကို၎င်းအလောင်းတွေ့ပြီဆိုတဲ့အကြောင်းကိုလည်းကြားသိရတယ်။အခုကျွန်တော်အသက်25နှစ်ရှိပြီ။ရှေးမီနောက်မီလူကြီးတွေပြောပြချက်အရတောင်ကြီးချောင်းရေအော်လာရာကကြာပြီလို့သိရတယ်။တစ်နှစ်ကိုတစ်ယောက်နှုံးဆိုတော့
ယခုလက်ရှိတက်တန်းနဲ့တွက်ကြည့်ကြမယ်တော့အခုပြောပြမယ့်အကြောင်းအရာတွေကကျွန်တော်ရဲ့ကိုယ်တွေ့ကြားသိချက်တွေဖြစ်ပါတယ်။တောင်ကြီးရွာမှာရဲလင်းအောင်တို့ရောင်းတဲ့အရက်ဆိုင်မှာအခုခေါ်ထားသူဖထီးဆိုတဲ့ကရင်တိုင်းရင်းသားကြီးတစ်ယောက်ရှိပါတယ်။ဖထီးဟာဆင်းရဲပြီးတော့အလုပ်ကျန်းလုပ်နေရခြင်းမှာသဘောကောင်းသလားစကားပြောလဲချိုတယ်။ကျွန်တော်လည်းခင်တယ်။ကျွန်တော်လည်းပုံမြင်တွေလည်းပြောပြလေးရှိပါတယ်။တညမှာတော့ချောင်းထဲမှာနေတဲ့သူတွေအိပ်ပျော်နေတော့လွန်စွာညံစီပြီးတော့ကျေလောင်တဲ့အတန်ကိုကြားကြရာအားလုံးတိတ်သွားကြတယ်။ရေအော်ရင်းဟာအားလုံးမျက်စံပြူးသွားကြတယ်။ဘသူမှအောက်ကိုမဆင်းရတော့ဘူး။နောက်တနေ့ညနေပိုင်းမှာဖထီးကဆိုင်ထဲမှာနေရတာအိုက်တယ်ဆိုကကမ်းနားမှာဆင်းနေတယ်။ကမ်းနားမှာရေချိုးသူတွေအဝိရှော်တဲ့သူတွေလည်းရှိပါတယ်။အိုက်တက်တာပေါ့လို့တွေးကဖထီးကအင်ကြီးချွတ်ပြီးဘောင်းမီတိုလေးနဲ့ရေချိုးနေတယ်။ဖထီးကရေကူးကျွမ်းကျင်ပါတယ်။တောင်ကြီးရွာမှာသူ့ဘသူမှမမေ့ပါဘူး။ဖထီးကရေထဲကိုခေါင်းငုံထားတယ်။တအောင်လဲပေါ်မလား9မိနစ်လဲပေါ်မလားဒီတော့တရားပေါ်ကအဝိရှော်သူရေချိုးသူတွေမျက်လုံးပြူးသွားတယ်။ဟာဖထီးရေငုတ်တာကြားလားချီလားမကြပါဘူး။ဖထီးရေငုတ်တဲ့နေရာကပလုံပလုံနဲ့အမြုပ်တွေထလာတာတွေ့ရောအားလုံးလန့်ဖြန့်သွားကြတယ်။လောက်ကြပါဦးဖထီးရေထဲမှာဘာဖြစ်နေလဲမသိဘူး။သူငုတ်တဲ့နေရာကအမြုပ်တွေထပြီးတော့နောက်နေတယ်။ရေချိုးတဲ့သူတွေအပေါ်တက်ပြေးကြတယ်။ညကရေအော်တန်ကိုကြားတဲ့သူတွေရေထဲမစင်းရကြဘူး။ဒီမာရင်ဖထီးရဲ့လုပ်ဖို့ကင်ဖက်တွေရေထဲခုန်ချပြီးလိုက်ရှာကြတယ်။ရေနက်မှာချိုးနေတဲ့ဖထီးရဲ့အသက်ဝိညာဉ်ကင်းမဲ့နေတဲ့အလောင်းကိုရေတိမ်မှာတွေ့ရပါတော့တယ်။အဖြစ်ဆိုးလိုက်တာဖထီးရဲ့အားလုံးစိတ်မကောင်းဖြစ်မိကြတယ်။ဒါလောက်ရေကူးကျွမ်းကျင်တဲ့ဖထီးရေနဲ့တရတာကိုကျွန်တော်အပါဝင်အားလုံးအံ့ဩရတယ်။သူကတော့ကျွန်တော်တို့ရွာကမဟာပုံညဘုံကြီးကျောင်းနဲ့ဓာတ်ပုံစရာကိုကလောငွေပြိုင်းပြူအိမ်ကြားမှာနေတဲ့မိန်းကလေးပင်ဖြစ်ပါတယ်။ဆန်းဆန်းအေးလို့ခေါ်တယ်။ကျွန်တော်နဲ့ကျောင်းနေပဲဖြစ်ပြီး6တန်းမှာရင်ထွက်လိုက်သူဖြစ်ပါတယ်။စင်းရဲလုံးလို့တနေ့ဝတ်တဲ့အင်ဂျီကိုဒီနေ့ဝတ်ပြီးရှော်နောက်နေ့ပြန်ဝတ်ရတယ်။ငါကတော့လွမ်းပူအောင်ကသူ့မအောင်နှကားတိုက်ကလာတယ်လို့ဟောထားတယ်။ဒါကြောင့်လားမသိဘူး။သူဟာနေရောညရောကမ်းနားကိုဆင်းတယ်။အပေါ်လေးသွားတာလည်းမဟုတ်ဘူး။ရေချိုးတာလည်းမဟုတ်ဘူး။သွားဖန်များလာတဲ့အခါညဘက်အိပ်ရင်သူမကိုကျိုးနဲ့ချီထားရတယ်လို့သိရတယ်။တချို့လူတွေကတော့ထင်ကြီးအမျိုးမျိုးပေးကြတယ်။ယူနေတာတဲ့။နှကားတိုက်ကလာတဲ့သူပဲရှေးပြောမှာပေါ့။ကျိုးနဲ့ချီထားတဲ့ဂျာကသူ့ဘာသာသူကျိုးတွေဖြေပြီးတော့သွားသေးတယ်။အားလုံးအံ့ဩကြရတယ်။တာမန်မင်းကလေးတစ်ယောက်ကခိုင်ခိုင်မာမာချီထားတဲ့ဂျာမှာလွတ်စေနိုင်တာကအံ့ဩစရာကောင်းပါတယ်။ကျိုးတွေကတော့ခြေရလက်ရမပြတ်ဘူး။ကျိုးတွေတုံနှောင်ထားတဲ့ဂျာကတညမှာတော့ကမ်းနားရှိရေထဲမှာတဝဝအတန်တွေကိုကြောက်မက်ပွေကြားရတယ်။ငါ့ကိုခေါ်နေပြီငါသွားရတော့မယ်။ထိုတန်ကြားတဲ့အခါသူမစိတ်တွေစောက်တရားမရတော့ဘူး။အိမ်သူအိမ်သားတွေကတော့သူမကိုကျိုးတုပ်ထားလို့စိတ်ချလက်ချအိတ်နေတယ်။အချိန်ကတကောင်နောက်ကန်နေပြီ။မနက်မိုးလင်းတော့အကြီးကောင်မျက်နှာတိုင်မှာချီထားတဲ့ကျိုးသားတွေ့ရပြီးဆက်ဆက်အေးကိုမတွေ့ရလို့ထိတ်သွားတယ်။အားလုံးစိုးရင်သွားပြီးတော့ကမ်းနားကိုဆင်းသွားကြတယ်။ကမ်းနားရှိရေးဆက်နာတက်တုံးနားမှာဘောလုံးပေါ်နေတဲ့သပင်ရှည်ကြီးများအုပ်နေတဲ့အသက်မရှိတော့တဲ့သူမအလောင်းကိုစိတ်မကောင်းကြီးစွာတွေ့ရတယ်။ထိုတဲ့င်းကိုကြားတဲ့သူတွေကတော့တိုက်ကပြန်ခေါ်သွားတာတဲ့ကျွန်တော်ကအဲ့ဒီအယူအဆကိုလက်ခံလို့မရတာအခုထိဖြစ်ပါတယ်။နောက်တစ်ယောက်သူကတော့ကျွန်တော်တို့တရွာလုံးကချစ်ခင်တနာရတဲ့အယူမလေးမအုပ်ပင်ဖြစ်ပါတယ်။မအုပ်ကိုဘဲကလာမှမသိကြနေချင်းတလို့နေတွားချင်းတလို့တွားနေသူဖြစ်ပါတယ်။နာမည်တော့သိတယ်။သူ့ရဲ့မိဘနှစ်ပါးတော့မသိပါဘူး။တနာစရာကောင်းလုံးလို့လမ်းတွေ့ရင်သူမအောင်မဟုတ်ဘူးပေးတယ်။ထမင်းကျွေးတယ်။သူမတခြားအယူတွေနဲ့မတူအယူနဲ့ဖြစ်ပါတယ်။တနာယူကအမူးကောင်နေသူမနောက်ကဲ့ရင်လက်ထဲမှာဝကောက်ဝါကင်ပေးတာရိုက်လို့ရတော့ထိတ်ကွယ်။သူမညနေတိုင်းကန်းနာဆင်းပြီးတော့ရေချိုးလို့ရှိတယ်။လူတွေနဲ့ရောချိုးတယ်။ယောက်ျားရောမိန်းမရောမရှာဘူး။ဒါပေမဲ့သူမရေချိုးတာမဟုတ်ရေစော့ခြင်းသာဖြစ်ပါတယ်။ဟိုလူရေနဲ့ပတ်ဒီလူရေနဲ့ပတ်ရေတွေနောက်လာတော့အားလုံးစိတ်နှောက်ယှက်ဖြစ်ရတယ်။သူမရေထဲရောက်တာနဲ့တပုံးပုံးနဲ့ဆော့ပါလေရော။ဘာလို့တာလဲမေးတော့သူမဟာရှက်တယ်လို့ပါဆက်ထဲလက်ညှိုးထိတ်ကရင်ရေမင်းသားလေးနဲ့ရေကစားနေတာ။ဖေးမလေးရေမင်းသားထိုကသူမလက်ကဟိုယောက်ျားလေးကိုလက်ညှိုးထိုးလိုက်
မျက်နှာချင်းဆိုင်ကကောင်လေးကိုလက်ညှိုးထိုးလို့ထိုးအားလုံးသူ့နောက်မကန့်ရဲတော့ဘူးခက်ဝေးဝေးမှာရှေးကူးနေကြတယ်ဒီလိုနဲ့သူမကရှေးကူးလိုက်သေးတယ်ထိုထဲမှာကျွန်တော်လဲပါတယ်ကျွန်တော်ကဟိုဘက်ကန်းထိရအောင်ကူတော့အယူမမအောင်ရှေးကူးပြီးတော့ရအောင်လိုက်တယ်အမိခံလို့မဖြစ်ဘူးပက်ပြေးရတယ်မိလူကတော့ရာဇဝင်နဲ့မိမိပြရတယ်လို့အတင်းဆွဲပြီးတော့နှွေးပြပါတော့တယ်မောင်တော်ရဲ့နှမတော်မထားခဲ့ပါနဲ့တဲ့အဲ့ဒီနေ့ကကျွန်တော်စာဖတ်ပြီးရနဲ့တာဝေါ်ထွက်လမ်းလျှောက်နေတော့ကန်းနာဘက်ကတဝေါဝေါနဲ့ကျေလောင်တဲ့ရေအော်တန်ကိုကြားရတယ်ရေတော့အော်ပြီးလို့တွေးနေတော့ကျွန်တော်ရှိကမိန်းကလေးတယောက်ကဝမ်းသာအားရနဲ့ခုံပေါက်ကကန်းနာတွေကိုဆင်းသွားတယ်လက်အော်တာတော့မကြားလိုက်ဘူးမောင်တော်ခေါ်နေပြီးတဲ့ပါဇက်ကအော်သွားသေးတယ်မနက်မိုးလင်းတော့သူမသတင်းကိုဈေးရောင်းရင်းနဲ့နားဆွင့်ထားရတယ်ဈေးဝယ်တွေကသတင်းကြရပါတယ်အယူမမဦးဘာမှမဖြစ်ဘူးတဲ့ကျွန်တော်စိုးရိမ်မှုတွေပြေးပြောက်သွားရတယ်ညကငါနဲ့အိတ်လို့မရဘူးဟဲ့ရေအော်တန်ကြားပြီးတပုံးပုံးနဲ့ရေကိုရိုက်တဲ့အတန်တွေကြောင့်ကြောက်လိုက်တာဘာပြောကောင်းမလဲမိเจ้าများလားလို့တွေးရင်ထရံပေါက်ကချောင်းကြည့်တာအယူမမဦးရေစော့နေတာဟာကလေးမျိုးနေရကြာနေရပဲကန်းနာမနေရဲ့ဒေါ်ပေါက်စားကပြောတော့နောက်တစ်ယောက်ကအံ့ဩတကြီးဖြစ်သွားပြီဘယ်လိုလုပ်မြင်တာလဲလာရောင်ကဖျားနေတာဟုတ်လို့လားကြားတဲ့သူတွေမယုံသင်ကားနဲ့မေးတော့မြင်ရသူတွေကကန်းနာမနေရဲ့ငါတို့တွေမြင်ရတယ်လို့ပြောကြတယ်ဘာဖြစ်သေးလဲဘာမှမဖြစ်ဘူးအယူမလေးမနဲ့မိုးလင်းထိရေထဲမှာကူးလိုက်ခလိုက်နဲ့စော့နေတာအံ့ဩစရာပဲကြားရသူတွေအံ့ဩတယ်လို့ကျွန်တော်လည်းအံ့ဩရတယ်တချို့သူတွေကရေအော်တန်ကြားပြီးအကြောင်းမျိုးမျိုးနဲ့ရေနစ်ပြီးတော့တေးကြတယ်အယူမကြတော့ဘာမှမဖြစ်ပါလားအယူမကကံမြင့်လို့ကံကောင်းနေရတဲ့ဒီစကားတော့ကျွန်တော်ရင်ထဲမှာရှိသေးပင်ဖြစ်ပါတယ်အဲ့ဒီဖြစ်တွေကိုကြည့်ရင်ရေဆောင်ကလူဖမ်းပြီးတော့လူစားလဲတာလားဒါမှမဟုတ်လူသားစားတာလားဆိုတာစဉ်းစားမတတ်အောင်ဖြစ်ရတယ်ဓာတ်တဘာဝအရအပူအေးနဲ့စဉ်းစားကြည့်တယ်ကျုံနာနဲ့ပွားတာခြာလက်ဖက်ရမ်းနေရောတယ်တချို့တွေကတော့ကံကုန်ခြင်းရောက်လို့တည်တာဖြစ်ပြီးအယူမမဦးကတော့ကံမကုန်သေးလို့မတည်တာလို့စဉ်းစားရင်ရေအော်တန်ကြောင့်စမ်းကြယ်မှုတွေဖြစ်လာတာတော့တောင်ကြီးချောင်းနာမည်ကြီးဖို့အလားအလာပဲဖြစ်ပါတော့တယ်ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနားဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်